လေးဆွဲပြီးတော့အပြင်သွားမယ်ဆိုရင်ရပြီနော်အရန်ပူတဲ့ဒီလိုရာသီမှာကွာမိတ်ကပ်ကြီးလည်းမလူးချင်ဘူးဒါပေမဲ့မျက်နှာလည်းဖြူချင်းနေဆိုရင် sun cream ဆိုရင်အများစုကအဲ့လိုပြပြနစ်နစ်ကြီးပေါ့နော်ဒါပေမဲ့ဒီမှာကျတော့သူကမကြည့်ဒါလုံးဝအရည်ကျဲလေးဖြစ်တယ်အဲ့တော့ဘလောက်တော့အရည်ကျဲလဲစမ်းကြည့်ကြမယ်နော်မတော်လုံးဝမှင်ရလိုပဲတလားအဲ့လိုလေရေတိုင်းကိုစီးကြရနော်ကာလာကတနခါရောင်လိုမျိုးလေးလာတယ်လိုက်ရင်မျက်နှာမှာတစ်ဆင့်ပို့ဖြူသွားတယ်မသိရင်တနခါတင်ထားသလိုပဲခုဒီမှာဆိုရင်ဖူတမျက်နှာလုံးလူပြီးပါရပို့ပြီးတော့နည်းနည်းလေးပို့ဖြူသွားတယ်မှာဖူတစ်ခါတည်းလူလိုက်မယ်နော်ဖူဒီလောက်လေးပဲသုံးပြီးတော့ဘာမှမိတ်ကပ်တွေပါလူးမနေနဲ့အပြင်သွားလိုက်မယ်ဆိုရင်ဒါရနေပဲနော်နှခမ်းနီလေးဆိုပြီးတော့အခုဆိုရင်ဒီလိုမျိုးနှခမ်းနီလေးဆိုမယ်ပါးနီလေးဖြစ်မယ်နှခုံးမွေးလေးဆွဲပြီးတော့အပြင်သွားမယ်ဆိုရင်ရပြီနော်အရန်ပူတဲ့ဒီလိုရာသီမှာပေါ့ပါလေးနဲ့အပြင်သွားခြင်းနဲ့မိတ်ကပ်တွေ heavy မဖြစ်ချင်ဘူးဆိုရင် product 3မျိုးပဲလိုတယ်နှခုံးမွေးရယ်နှခမ်းနီရယ်ပြီးတော့ sun cream နဲ့ဗာလေးတော့ရင်ကောင်းမလဲအမရေလာမေးကြတဲ့အတွက်ဖူးတကယ်ကိုသုံးပြီးတော့တကယ်ကိုကြိုက်မှဖူး honest review ပေးထားတဲ့ဒီ sun cream လေးကိုအခုပြထားတဲ့ page မှာသွားပြီးတော့မေးပြီးတော့ဝယ်လို့ရပါတယ်ရှင်မကြိုက်မဲတော့ဖူး review လုံးဝမပေးဘူးเนาะဒါလေးက3မိနစ်အစီပြန်တာမျိုးပဲမရှိဘူးပေါ့ပြီးတော့ဖူးရဲ့စီမှာ self makeup class professional makeup စလုံးနဲ့နေအပ်ချင်တယ်ဆိုရင်ဖူးရဲ့ account ကိုနည်းနည်းလေးဝင်ပြီးတော့အမှကြည့်ကြည့်ပေးအဲ့ဒါမှာဖူးဒီအတန်းနေနဲ့ပတ်သက်ပြီးဖူးတေချာလေးတင်ပေးထားတယ်တေချာတစ်ခုတော့ဒီ February လမကုန်ခင်မှာအပ်မယ်ဆိုရင် self makeup ဆိုရင်အခုဒီဈေးနဲ့ပဲရမယ်ပေါ့เนาะ match လာဆိုရင်ဈေးတက်သွားပြီး professional dance ဆိုရင်ဖူးခုဒီလ February လမကုန်ခင်မှာအဲ့ရင်2သိန်းကျပ်တောင်ဖူး short ပေးမှာဖြစ်တဲ့အတွက်ကိုကဒါလေးစိတ်ဝင်စားရဆိုရင်ဖူးရဲ့ account ထဲမှာဝင်ပြီးတော့အသေးစိတ်လေးဆက်စုကြည့်ပေးပါလို့အားလုံးမတတာ